ဝဲမင်္ဂလာပါဆိုလာမြန်မာကျိုးတော်ပါတယ်ကျွန်တော်ခုပြပေးမှာတော့ဖုံအားသွင်းပါပန်းအားသွင်းဖို့အတွက်အဆင်ပြေမယ်အိတ်ဆောင်ခောက်ဆိုတာလေးဖြစ်ပါတယ်နော်။ထွာညီတေးထဲရရှိပါမယ်။ကျွန်တော်တို့20ဝက်ရှိမယ်30ဝက်ရှိမယ်40ဝက်ရှိမယ်50ဝက်ရှိမယ်60ဝက်ရှိမယ်80ဝက်ရှိမယ်ပေါ့နော်။သူ့ရဲ့ဈေးနှုန်းတွေကတော့ကျွန်တော်တို့20ဝက်ဆိုလို့ရှိရင်3,3500 30ဝက်ဆိုလို့ရှိရင်3,4500 40ဝက်ဆိုလို့ရှိရင်3,8500ရှိမယ်ပေါ့နော်ကျွန်တော်တို့50ဝက်ဆိုလို့ရှိရင်2,1500 60ဝက်ဆိုရင်2,4000 80ဝက်ဆိုရင်2,6000ပေါ့နော်ကျွန်တော်တို့ဒီကောင်လေးတွေက20ဝက်30ဝက်40ဝက်ကနေစပြီးတော့ဖုံးအားသွင်းပါပန်းအားသွင်းဖို့အတွက်အဆင်ပြေမှာပေါ့နော်ကျွန်တော်တို့ပြလို့ရှိရင်ဒီကောင်လေးတွေကကွက်ချခြင်းလည်းရပါတယ်ကွက်ချခြင်းရမယ်ကျွန်တော်တို့50ဝက်60ဝက်80ဝက်တွေကတော့ကျွန်တော်တို့ဖုံးအားသွင်းလို့လည်းရမယ်ပါပန်းအားသွင်းလို့လည်းရမယ်ပါစတေရှင်အသေးစားလေးလည်းဓာတ်ရိုက်ခေါင်းပြောင်းပြီးတော့အားသွင်းလို့ရမယ်ပေါ့နော်ဒါလေးရပါမယ်ခင်ဗျနောက်ဆိုင်လေးစားလေးကတော့မန္တလေးမြို့ပြည်ကြီးတကုံမြို့နယ်58စီ118ကိုကြားမှာရှိပါတယ်ဆိုင်ဖုန်းနံပါတ်လေးကတော့39 09 9 2 9 4 4 8 2 ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ